မင်္ဂလာပါမိတ်ဆွေတို့ရေဒီနေ့ထမင်းဝိုင်းမှာပါရင်လေမြန်မာလူမျိုးတိုင်းအကြိုက်ဆုံးထမင်းအမိန်ဆုံးဟင်းလို့ပြောမယ်ဆိုရင်ခရမ်းညင်ဒီငပိချက်မပိုင်ပဲပြီးမလဲဗျာဒါပေမဲ့မိတ်ဆွေတို့သိကြပါသလားကျွန်တော်တို့မြမရိုးရဟင်းလို့ထင်ထားတဲ့ဒီဟင်းပွဲတွေကပါဝင်ပစ္စည်း80ရာခိုင်နှုန်းလောက်ဟာတကယ်တော့မြန်မာပြည်ကွာတွေမဟုတ်ကြပါဘူးတို့တွေကကမ္ဘာဟိုရဲ့ချမ်းမက္ကဆီကိုတို့တောင်အမေရိကတို့အာရှအလယ်ပိုင်းတို့ကနေရေချောင်းတွေကုန်းချောင်းတွေဖြတ်ပြီးတော့မှကျွန်တော်တို့ရဲ့မိဖို့ချောင်းတွေကိုရောက်လာကြတာပါကဲတော့ခရမ်းညင်ဒီငပိချက်ထဲတစ်ခွက်ထဲမှာဘယ်နိုင်ငံကဧည့်သည်ပေါဝင်နေလဲဆိုတော့တစ်ခုချင်းစီခွဲစိတ်ကြည့်လိုက်ရအောင်เนาะဆိုတော့အပိုင်းတစ်ကတော့ကဘာတစ်ကရောက်လာတဲ့ဧည့်သည်တော်ကြီးတွေပေါ့နော်ဆိုတော့ပထမဆုံးအနေနဲ့ပြောပြချင်တာကတော့ကိုလံဘတ်အမေရိကတိုက်ကိုမတွေ့ခင်အချိန်ထိအာရှတိုက်မှာလုံးဝမရှိခဲ့တဲ့ပစ္စည်းပါအဲ့ဒါကတော့ခရမ်းညင်ဒီဖြစ်ပါတယ်သူ့ရဲ့ဇင်းမြစ်ကတော့เนาะခရမ်းညင်ဒီရဲ့မူလဇာတိကမက္ကဆီကိုနဲ့ပြည်သူနိုင်ငံဘက်ကပါတမိုင်းကြောင်းရပြန်ကြည့်ရမယ်ဆိုရင်16ရာစုလောက်ကြာမှာစပိန်နဲ့ပေါ်တူဂီတင်မောသားရတဆင်အာရှကိုတဲလာခဲ့ကြတာပါဒါကြောင့်ရှေးပကံခေတ်ကဗယင်းနေရခရမ်းညင်ဒီကိုငင်းအောင်မမြင်ဘူးခဲ့ပါဘူးငင်းအောင်မမြင်ဘူးခဲ့ဘူးပေါ့နော်ဆိုတော့မြန်မာပြည်ကိုမရောက်လာဘူးဆိုရင်ဒီနေ့ငပိချက်ဆိုတာရှိပေမဲ့ခရမ်းညင်ဒီငပိချက်ဆိုတာမျိုးတော့ရှိလာမှာမဟုတ်ပါဘူးနောက်တစ်ခုကတော့ခရမ်းညင်ဒီငပိချက်ထဲမှာဘာမဖြစ်တဲ့ငရုတ်သီးချီလီပက်ပါပေါ့နော်ဆိုတော့သူကလည်းမက္ကဆီကိုကပါပဲတမိုင်းကျောင်းကလွန်ခဲ့တဲ့နှစ်900လောက်ကမှကျွန်တော်တို့စီကိုရောက်လာတာဖြစ်တယ်အဲ့ဒီမတိုင်ခင်ကတော့မြန်မာတွေဟင်းချက်ရင်အဆက်အရသာအတွက်ကကျွန်တော်တို့ငရုတ်ကောင်းတဲ့ဂျင်းကိုပဲသုံးခဲ့ကြရတာဖြစ်တယ်ပေါ့နော်စိတ်ဝင်စားစရာကောင်းတာတစ်ခုကငရုတ်သီးစိမ်းငရုတ်သီးကြောက်တွေရောက်လာမှသာကျွန်တော်တို့ရဲ့ဟင်းပွဲတွေကအယောင်နီရဲရဲနဲ့ပို့ပြီးတော့မှဆက်လာတာဖြစ်ပါတယ်အဲ့ဒီသူ့ရဲ့ငရုတ်သီးဆိုတဲ့နာမည်ကလည်းမူလရှိပြီးသားငရုတ်ကောင်းရဲ့နာမည်ကိုကနေတဆင့်မြန်မာတွေကနေဒါငရုတ်ကောင်းလို့ပဲဆက်တဲ့အရာသာရတာဖြစ်တဲ့အတွက်ငရုတ်သီးဆိုပြီးတော့ခေါ်လိုက်တယ်လို့တော့ပြောလို့ရနိုင်တယ်ပေါ့နော်နောက်တစ်ခုကတော့စီပေါ့နော်ကျွန်တော်တို့ဒီခရမ်းညင်ဒီငပိချက်ကိုစီထည့်ချက်ကြတယ်အဲ့လိုချက်ကြတဲ့အခါမှာအထူးသဖြင့်တော့မြေပဲစီပေါ့အဲ့တော့အဲ့ဒီမြေပဲစီနဲ့သာချက်မယ်ဆိုရင်တကယ်တော့မြေပဲစီကလည်းတောင်အမေရိကတိုက်ကဘရာဇီးကိုဘိုလီဗီးယားတို့ကနေလာတာပါအဲ့တော့ကျွန်တော်တို့ရှေးမြန်မာတွေကအဲ့ဒီ16ရာစုမတိုင်ခင်ကဆိုရင်နှမ်းစီကိုပဲအဓိကထားပြီးတော့သုံးခဲ့ကြတယ်မြေပဲရောက်လာမှသာစီထွန်းလုံးကောင်းပြီးတော့မှဈေးသက်သာတဲ့မြေပဲစီကိုတွင်းကျဲကျဲနဲ့သုံးလာခဲ့ကြတာဖြစ်ပါတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကတော့အပိုင်းနှစ်ရောက်ပါပြီအပိုင်းနှစ်ကတော့ကျွန်တော်တို့ပိုးလမ်းမကြီးကနေတည်လာတဲ့မိတ်ဆွေတွေဖြစ်ပါတယ်ပေါ့နော်ဆိုတော့အဲ့တော့အမေရိကတိုက်ကအဲ့ဒီပြီးတော့အာရှအနောက်ဘက်ခြမ်းကရောက်လာတဲ့မိတ်ဆွေတွေအကြောင်းကိုကျွန်တော်တို့ကြည့်ကြရအောင်ပေါ့အာရှအနောက်ဘက်ခြမ်းကနေရောက်လာတဲ့မိတ်ဆွေတွေကတော့ကျက်သွန်နေတို့ကျက်သွန်ဖြူတို့ပါသူကအာရှအလယ်ပိုင်းအီရန်တို့အာရှလယ်ပိုင်းเนาะ Central Asia ရဲ့နောက်အီရန်တို့ပါကစ္စတန်တို့ဒေသဘက်ကနေပြီးတော့မှထွက်တာဖြစ်ပါတယ်ဆိုတော့တမိုင်းကြောင်ပြန်ကြည့်ရင်သူတို့ကတော့ကုံသွေးလမ်းကြောင်းတွေကနေတစ်ဆင့်ရောက်နေတာတော့ကြာပါပြီဟင်းတပွဲမှာအနှစ်ရဖို့အတွက်ဆိုရင်အနှစ်ရဖို့နဲ့အမွှေးနဲ့ရဖို့အတွက်ဆိုရင်ကျက်သွန်မြူကျက်သွန်နီမပါလို့မပြီးဘူးပေါ့နော်ကမ္ဘာရှိကြဆုံးစားစာတွေထဲမှာပါဝင်ပါတယ်နောက်ကျွန်တော်တို့နည်းနည်းမယ်ပေါ့ဆိုတော့သူကတော့မြေရဲပင်လယ်နဲ့ဥရောပတောင်ပိုင်းကနေလာတယ်လို့ဆိုပါတယ်ဆိုတော့ခရမ်းညင်ဒီငပိချက်ကြက်ခါနေအပေါ်ကနေအုပ်လိုက်တဲ့နည်းနည်းမွေးမွေးလေးอ่ะတကယ်တော့ဂရီတို့ရောမတို့ဘက်ကနေပြီးတော့မှစဉ်းစားလာတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့နောက်ဆုံးဒါဆိုရင်ကျွန်တော်တို့ဘက်ကရောဘာကြံတော့မှာလဲပေါ့နော်ကျွန်တော်တို့ဒေတာဘက်တွေရောဘာထွက်တာလဲဆိုတော့ရှိပါသေးတယ်ဒါရဟင်းပွဲရဲ့ဝိညာဉ်တွေပဲပေါ့နော်ဆိုတော့ပထမဆုံးတော့ငပိပေါ့ဆိုတော့ဒီကျွန်တော်အရှိတာအာရှဒေတာရင်းမှာဖြစ်ပါတယ်ဆိုတော့အတိတ်ပဲကတော့ကျွန်တော်ဒီမှာမွန်ခမာခေဖြူခေတ်ကလေးကငါးတွေပဇွန်တွေကိုစားနေပြီးတော့မှတာရှည်ခံအောင်လှုပ်ရှားခဲ့ကြတဲ့နည်းပညာရှိပါတယ်ခရမ်းညင်ဒီဘလောက်ပဲထစ်ငပိမပိုင်ညမငပိကျန်မဖြစ်ပါဘူးဒါကတော့ကျွန်တော်တို့ရဲ့ identity ပါနောက်တစ်ခုကတော့ကျွန်တော်တို့နနွင်းဖြစ်ပါတယ်နနွင်းရဲ့နောက်ငါးငှက်ပြားကြီးအိန္ဒိယနဲ့အရှေ့တောင်ဒေသအရှေ့တောင်အာရှဒေသရဲ့ဒေသရင်းတွေဖြစ်ပါတယ်ဟင်းရဲ့အနံ့သက်နဲ့အယောင်ကိုထိန်းညှိပေးတဲ့အရာတွေဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကြောင့်စဉ်းစားကြည့်လိုက်ရင်ကျွန်တော်တို့စားနေတဲ့ခရမ်းညင်ဒီငပိချက်တစ်ခွက်ဟာအမေရိကတိုက်ကကုန်ကျန်းနေပေါ့ခရမ်းညင်ဒီငရုတ်ဒီနောက်အာရှအလယ်ပိုင်းကအမွှေးကြိုင်ကြက်သွန်နောက်မြမဒေသရင်းနည်းပညာပေါ့နော်ဆိုငပိပေါင်းဆက်ထားတဲ့ကမ္ဘာလုံးဆိုင်ရာဟင်းပွဲတစ်ခုဖြစ်နေတာပါဆိုတော့ကျွန်တော်တို့ဘူဘေးတွေကနိုင်ငံခြားရောက်လာတဲ့အရာတွေကိုညင်းပယ်
ထုတ်မပြစ်ဖဲနဲ့ကိုဒေတာရတာဖြစ်အောင်ဖန်တီးယူလိုက်ကြတာကတော့ကျွန်တော်တို့ဒါတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းတဲ့ချက်ပဲပေါ့နော်ဆိုတော့အဲ့တော့ဒီနေ့တမင်းသားပဲဖြစ်ဖြစ်ကျွန်တော်ခင်းကျင်နေငပိချက်လေးချက်စားဖြစ်တဲ့နေ့ကျရင်ဒီသမိုင်းကြောင်းလေးကိုတွေးမိနေမယ်လို့ပြောလင်းပါတယ်ဘဝတုဒ္ဒရရင် like and share လုပ်ခဲ့ဖို့နဲ့ subscribe လေးလည်းလုပ်ခဲ့ပေးပါဦးခင်ဗျာနောက်ထပ်ဘယ်စားစားရဲ့သမိုင်းကြောင်းကိုသိကျင်လဲဆိုတာကိုလည်း comment မှာရေးခဲ့ပေးပါဦးအားလုံးကျေးဇူးတင်ပါတယ်ပြန်ဆောင်ကြပါနဲ့เนาะဆိုတော့နောက်ဆုံးပိတ်လေးအနေနဲ့တစ်ခုပြောချင်တာကတော့ကျွန်တော်တို့အနောယထာမင်းကြီးကခင်းညင်နေငပိချက်မစားဘူးသလိုဗုဒ္ဓကလည်းငရုတ်တီးစိမ်းကိုဖုံးမပေးခဲ့ဘူးပါဘူးခင်ဗျာကျေးဇူးတင်ပါတယ်